တိုက်ဆက်ခြင်းနဲ့ကြောက်မက်ဖွယ်ရများဥစ္စာဆောင်တမိုင်းမှာကြောက်စရာအကောင်းဆုံးအပိုင်းကတော့တိုက်ဆက်ခြင်းပါပဲဥစ္စာဆောင်တွေဟာသူတို့ကျွတ်လွတ်ခြင်းတဲ့အခါသူတို့နေရာမှာအစားထိုးစောင့်ရှောက်မဲ့သူကိုရှာဖွေရပါတယ်ဒါကိုလူစားလဲတယ်လို့လည်းခေါ်ကြတယ်အများအပြည့်စိတ်တဘောထားနူးညံ့သူတွေဝိညာဉ်ရေးရဆက်နွယ်မှုရှိသူတွေကိုအိမ်မက်ပေးပြီးခေါ်ယူတတ်ကြပါတယ်တိုက်တူးရင်တိုက်ဖမ်းမယ်ဆိုတဲ့စကားပုံဟာလည်းဒီကနေဆင်းသက်လာတာပါမပိုင်ဆိုင်တဲ့ယေဒနာကိုလူချင်းတက်မှတ်ပြီးယူမိရင်ဒါမှမဟုတ်ဥစ္စာဆောင်နဲ့ကံပါလာရင်အဲ့ဒီလူဟာထူးဆန်းတဲ့ယောဂါတွေဖြစ်တာစိတ်ပေါက်ပြန်တာဒါမှမဟုတ်အကြောင်းမဲ့ပျောက်ဆုံးသွားတာတွေဖြစ်တယ်လို့ဆိုကြပါတယ်တိုက်သမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်ရင်ထဲမှာခံစားရတာတခုကတော့တနာစရာကောင်းခြင်းပါပဲသူတို့ဟာရှုံမုံပေါ်မှာထိုင်နေရပေမဲ့တကယ်တမ်းသူတို့လိုချင်နေတာကလူဘဝရဲ့လွတ်လပ်မှုပါသူတို့ဟာသာသနာကိုစောင့်ရှောက်သူတွေဖြစ်တယ်လို့တစ်ဖက်မှာလည်းတန်ရောစဉ်ကြိုးတွေကြားကရုံမထွက်နိုင်တဲ့တနာစရာဝိညာဉ်တွေလည်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဘုရားကျောင်းကန်ရောက်တဲ့အခါသူတို့အတွက်ပါရည်စူးပြီးအမျှဝေဖို့မမေ့ပါနဲ့ဒီလိုစမ်းကြဲတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာမို့ channel ကို subscribe လုပ်ထားပါဦးအားလုံးဘေးရန်ကင်းရှင်းပါစေ